အဲ့ဒီတော့ဆရာတော်ကြီးပြကဘလို့ဆုံးမတယ်လဲတိလပြစ်တာမေတ္တာမရှိလို့တဲ့ဓမ္မများတိလပြစ်တာဘာမရှိလို့လဲဘုံဘုံဘုရားဘုံဘုံကိုကျောင်းထဲဝင်လာတာနဲ့ပြီးတော့တို့ကမေတ္တာရှိပြီးသားပါဖေရဘုံဘုံကိုပဲမေတ္တာထားရမှာမဟုတ်ဘူးနော်တတ္တဝါအလုံးတို့တို့ရဲ့အပေါ်မှာမေတ္တာထားနိုင်တဲ့ပုဂ္ဂိုလ်မှသီလစင်ကြယ်အောင်ထိန်းနိုင်ပါတဲ့ဘယ်သူတွေအပေါ်မှာလဲတတ္တဝါအလုံးရဲ့အပေါ်မှာကိုမုန်းတဲ့ပုဂ္ဂိုလ်ကိုကြည့်မရတဲ့ပုဂ္ဂိုလ်မပါဘူးလို့ပို့တဲ့မေတ္တာဒီမစစ်မှန်သေးဘူးတချို့မရှိဘူးလားအိမ်ဘေးနာကအတော်ကြီးမပါလုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေအဲ့ဒါလို့ပို့တဲ့မေတ္တာတွေမရှိဘူးလားမေတ္တာဆိုတာယံသူပဲဖြစ်ဖြစ်မိတ်ဆွေပဲဖြစ်ဖြစ်တသားတည်းထားပြီးတော့ပို့နိုင်ရမယ်တဲ့ဒါမှမေတ္တာကစွမ်းအားထက်ပါအဲ့တော့ကိုပို့နေကြမေတ္တာကစဉ်းစားကြည့်ချစ်တဲ့လူကိုပဲပို့တာများတယ်ဘာလို့တဲ့လူပဲပို့တာများချစ်တဲ့ခင်တဲ့လူပဲပို့တဲ့မေတ္တာဆိုတော့အလုံးသောတတ္တဝါတွေနဲ့မဆက်မဆံပဲနဲ့ကိုချစ်ရခင်ရသူတွေကိုပဲပို့နေတော့ကိုချစ်တဲ့ခင်တဲ့လူတွေကကိုယ့်ကိုပြန်ချစ်တယ်တဲ့ဒါပဲပေါ့နော်မုန်းတဲ့ပုဂ္ဂိုလ်ကအမုန်းနေပြီးလျှော့သလားဆိုရင်မပြေလျှော့နိုင်သေးဘူးဘာဖြစ်လို့လဲကိုမေတ္တာကတချမ်းပဲရှိတာကိုဗျအဲ့တော့တရားဓမ္မပေါင်းတော်ကောင်းတို့တွေသီလပြည့်တာဘာမရှိလို့လဲမေတ္တာမရှိလို့တရားဓမ္မပေါင်းတော်ကောင်းတို့တွေအလုံးစဉ်းစားကြည့်မေတ္တာတရားကိုပွားတဲ့ပုဂ္ဂိုလ်ကိုဘုရားကဘယ်လောက်တောင်ပြောတယ်လဲဆိုရင်အရက်လေးမျက်နှာကလာတဲ့ပုဂ္ဂိုလ်တွေကိုတရက်ထမင်းသုံးနဲ့ချစ်ကြွေးတဲ့အဲ့ဒီကုသိုလ်ထက်မေတ္တာတစ်ကြိမ်ပွားတာကပို့ပြီးတော့တာတယ်နော်အဂါကြီးများတော်မကြီးများအိမ်ကိုလာတဲ့ဧည့်သည်ထမင်းဘလောက်ပဲကောင်းအောင်ချစ်ကြွေးကြွေးဒီလူကအစားပုတ်တယ်မလားစီခြင်းမဘူးဆိုမှဆိုရင်တော့အဲ့ဒီစားရတဲ့ပုဂ္ဂိုလ်ဟာစားတာစားလိုက်ရတယ်ရင်ထဲမှာအေးချမ်းမှုရပါမလားမရဘူးတော့အစားဘလောက်ပဲကြွေးကြွေးမေတ္တာမပါရင်များများမစားနိုင်ဘူးအဲ့ဒါမှများအလူမင်္ဂလာတွေမှာချိန်စရာတွေအများကြီးကြအောင်ပိတ်တဲ့ချိန်တွေအများကြီးပို့တာတွေမရှိဘူးလားရှိပါဗျာအလူရှင်တွေတရားတရားပို့လို့ပို့တာရှိတယ်အလူရှင်တွေမေတ္တာမထားလို့ပို့တာရှိတယ်အဲ့ဒါမှများအဲ့တော့ကိုယ့်လူမှာအများကြီးပို့အောင်လုပ်လိုက်ပြီမေတ္တာမထားလို့လားပေါ်ပေါ်များများလူနိုင်လို့ဝယ်ချမ်းထားလို့လားဆိုတာကိုယ့်ကိုယ်စဉ်းစားရမှာတချို့အလူရှင်အလူတက္ကမတွေကဘေးကသစိမ့်လာရင်မေတ္တာလေးကိုရွှင်ရွှင်ပြပြမနေတတ်ဘူးဝင်စားခေါ်တော့ခေါ်လိုက်တာပဲဒါပေမဲ့မေတ္တာထားရမယ်အကြောင်းမေ့နေတော့လာစားတဲ့ပုဂ္ဂိုလ်ကြီးကျမ်းမာပါစေချမ်းသာပါစေလာစားတဲ့ပုဂ္ဂိုလ်တွေမှာဥပုသ်တယ်လည်းမပါနိုင်ဘူးလားလမ်းမိတ်ကကလေးကချီလည်းမပါနိုင်ဘူးလားအဲ့ဒါဘယ်သူပဲဖြစ်ဖြစ်အားလုံးကကောင်းမွန်တဲ့ပုဂ္ဂိုလ်သီလရှိတဲ့ပုဂ္ဂိုလ်တွေပဲဖြစ်တယ်လို့အာယုံပြုပြီးတော့မေတ္တာပို့နေပို့ပြီးတော့အကျိုးများတယ်တဲ့ဒီကောင်ကအရက်သမားပါကွာကျွေးလိုက်လဲဘာမှအကျိုးရှိမှာမဟုတ်ပါဘူးဆိုရင်ကိုယ့်ရင်ထဲမှာမေတ္တာပြည့်ပြီးတော့ကိုကျွေးလိုက်ရတဲ့ဟာကပုံသွားတဲ့တော့ပြန်မရဘူးဖြစ်တာပေါ့နော်အဲ့တော့ဒကာမမယားယခုအချိန်ဒီတင်းကျန်21ရက်နေ့ကာလဖြစ်တဲ့အတွက်ကြောင့်မို့လို့မိမိတို့ရဲ့တဏှတာကာလဖြတ်တန်းရမယ့်ဘဝတွေမှာဖြတ်တန်းရမယ့်အချိန်ကာလတွေမှာမေတ္တာပွားပြီးတော့နေရမယ်ဆိုတာမသိကြဘူးလားဒီတော့မေတ္တာပွားတယ်ဆိုရင်တဲ့ချမ်းသာအိမ်လို့အိမ်မဲ့ဆိုကင်းချစ်ခင်လူနဲ့နှဆောင်တက်လျက်လက်နဲ့စိတ်မိမရောက်ပြီးပဲစိတ်လဲတည်စွာမျက်နာချင်းရွှင်သေးလေးမတွေ့လားလီပြင်မှာဆက်တဲ့ဖြာတဲ့အခုချင်းတော့မစင်းတော့မရှင်းပြတော့ဘူးနော်ဘုံဘုံတို့ကလည်းလေတရားဓမ္မတွေကိုခွဲပြီးတော့များသီလကျင့်လို့ရရင်တရားဟောလို့ရရင်ဟောပေးချင်ပါရဲ့နော်အဲ့ဒီတော့မေတ္တာအကျိုး30မျိုးကိုရစေတဲ့အဲ့ဒီမေတ္တာကိုပွားရတာတရားဓမ္မများပင်ပန်းသလားမပင်ပန်းဘူးလားမပင်ပန်းဘူးထိုင်နေရင်လည်းရတဲ့မေတ္တာကုသိုလ်သွားနေရင်လည်းရတဲ့မေတ္တာကုသိုလ်လမ်းဘေးခလုတ်တိုက်အမိုက်ကလေးတစ်စတွေ့ဩသူများတွေမတိုက်ပါစေနဲ့မေတ္တာမထားဘူးလား
ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေ့အစင်မပြေတဲ့ပုဂ္ဂိုလ်တွေ့သူအစင်ပြေပါစေကိုယ်မှကိုယ်ရှမ်းနေတာလေးတွေပေးတာအဲ့ဒါလည်းဒါတော့မေတ္တာပဲမေတ္တာဆိုတာကိုယ့်ရဲ့မိခင်ဖခင်တွေကအစကိုယ်ဆွေမျိုးမတော်တဲ့ပုဂ္ဂိုလ်တွေအထိအားလုံးပါတယ်ဘုံဘုံတို့တွေရဲ့နိုင်ငံမှာအများကျိုးဆောင်ရွက်နေတဲ့ပုဂ္ဂိုလ်တွေအများကြီးမရှိဘူးလားရှိပါတယ်ဗျာအဲ့တော့တချို့တရားဓမ္မတွေကပြောတယ်မေတ္တာဆိုတာပေးတိုင်းပြန်မရဘူးတဲ့ဗါတဲ့တော့မေတ္တာပွားတဲ့ပုဂ္ဂိုလ်ကပြန်ရခြင်းနဲ့ဆိုရင်တော့သူ့မေတ္တာစစ်ပါလားစစ်ပါဗျာပြန်ရခြင်းနဲ့ရွယ်ခြင်းနဲ့ဆိုရင်မေတ္တာမစစ်သေးဘူးဒါဆိုရင်တပည့်တော်တို့ဘယ်လိုမေတ္တာပွားရမလဲသူတို့ဘာရဲ့အကျိုးကိုပဲမြုံကိုပြီးတော့ကိုယ့်အတွက်ဘာလုပ်ပေးပါညာလုပ်ပေးပါဘာကောင်းကျိုးဆောင်ရွက်ပေးပါညာကောင်းကျိုးဆောင်ရွက်ပေးပါလို့ညွန်လက်မထားနဲ့တဲ့အဲ့တော့အင်္ဂလိပ်စာဆရာကြီးများကပြောသေးတယ်ဗျာ If you want to be happy in your life do everything with a good heart ဘုံကအင်္ဂလိပ်လိုတစ်ခါမှမပြောဘူးပါဘူးเนาะတရားပွဲ If you want to be happy တကယ်လို့ပြောရွှင်ခြင်းနဲ့ဆိုရင် do everything with good heart ကောင်းမွန်တဲ့နှလုံးသားနဲ့အလုပ်လုပ်ပါတဲ့ expect nothing to return ပြန်ရဖို့ပြန်လာဖို့တော့မမျှော်လင့်နဲ့သိမှတ်သားဖို့မကောင်းဘူးလားအဲ့ဒါဆရာတော်ကြီးများရဲ့အဆုံးအမသူတော်ကောင်းကြီးများရဲ့အဆုံးအမပဲလေအဲ့ဒီတော့မေတ္တာပွားမှသီလလုံးမယ်ဆိုတာမသိချဘူးလားအေးအဲ့တော့နာယီလည်းငုံကြည့်နေရတယ်နော်အဲ့ဒီတော့မြတ်စွာဘုရားရှင်ဟောကြားတော်မူတဲ့ရာဇာဆိုတဲ့သုတ်တံမှာယဟန်တော်တွေကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကခေါ်ပြီးတော့ယဟန်တော်တဲ့လောကမှာသူတော်ဘာအသက်ကိုမတတ်တဲ့ပုဂ္ဂိုလ်ကိုရှင်ဘုရင်တွေကဖမ်းတယ်ဆိုတာကြားဘူးသလားယဟန်တော်တွေကလည်းဒကာမကြီးတို့ဖြေတာပဲပေါ့နော်မကြားဘူးပါဘူးဖေရဒါဆိုရင်သူတော်ဘာအသက်တတ်တဲ့ပုဂ္ဂိုလ်ကိုရှင်ဘုရင်တွေဖမ်းတယ်ဆိုတာမကြားဘူးလားကြားဘူးသလားကြားဘူးပါလေတပည့်တော်တို့ယခုလည်းကြားနေရတယ်အရင်ကလည်းကြားဘူးလေနောက်လည်းကြားရအောင်ပါပဲဖေရဓမ္မများဘုံဘုံဟောတာကရာဇာတုတ်တံမှာပါတဲ့အတိုင်းကြီးဟောတာပါနော်အဲ့တော့မင်းကောင်းမင်းမြတ်တွေဖြစ်တဲ့အချိန်ကာလမှာဒီတရားလေးကတိတ်တန်ဖို့ရှိသူများအသက်တက်နေတဲ့ပုဂ္ဂိုလ်ကိုဖမ်းနေဆွချုပ်တယ်ဆိုတာကြားဘူးလေလူတိုင်းကြားဘူးလေတဲ့သူတို့ကအသက်မတက်လို့ဆိုပြီးတော့ဖမ်းချုပ်ရတာလေတစ်ခါမှတော့မကြားဘူးဘူးတဲ့မိမိတို့စောင့်တည်တဲ့ထဲမှာဘာနာတိဘာဒဝေရမဏိသိက္ခာပဲမပါဘူးလားအဲ့တော့သီလဆောင်လို့လာဖမ်းမယ်လို့ရှိပါမလားရှိပါဗျာဓမ္မများဘေးအန္တရာယ်လွတ်ချင်ဘာလုပ်ရမလဲသီလဆောင်ကိုကလိုချင်တဲ့စုကဘေးအန္တရာယ်လွတ်ချင်တယ်ကောင်းကျိုးတွေရချင်တယ်ဒါပေမဲ့သီလမဆောင်ဘူးဆိုရင်ဘေးအန္တရာယ်လွတ်ပါမလားမလွတ်နိုင်ဘူးပေါ့ကိုကခဲနဲ့ထုရင်သူများကဒုံးနဲ့ရိုက်ပါလေမရှိဘူးလားရှိပါဗျာဒါသဘောဝတရားပဲလေအဲ့တော့နောက်တစ်ပတ်အာရိဏဒါနနဲ့ပတ်သက်လို့သူတို့ဘာမပြီးတဲ့ပစ္စည်းဥစ္စာကိုမခိုးတဲ့ပုဂ္ဂိုလ်ကိုဘယင်တွေကတမန်တကာလာပြီးဖမ်းချုပ်တယ်လို့ပြန်ကြားဘူးလားမကြားဘူးတဲ့ယဟန်တော်တွေကလည်းဒါဆိုရင်သူတို့ဘာဥစ္စာခိုးနေတဲ့ပုဂ္ဂိုလ်ကိုဘယင်တွေဖမ်းချုပ်တယ်ဆိုတာကြားဘူးပါသလားကြားဘူးပါတယ်နောက်လည်းကြားရအောင်ပါတဲ့ကဲအဲ့တော့ရှင်းပါးသီလလုံးကိုထည့်ပြီးတော့တရားဓမ္မတွေမှတ်ရမယ်နော်သီလစောင့်လို့ရှင်ဘုရင်တွေတခြားပုဂ္ဂိုလ်တွေအနှိမ့်ဆက်ခံရတယ်ဆိုတာကြားဘူးပါလားသီလဆောင်တဲ့အတွက်ကြောင့်မို့လို့ဘေးအန္တရာယ်ခင်းတယ်ဆိုတာတော့မကြားဘူးလားအဲ့ဒီသီလတွေမပြည့်စည်ဖို့ကြတော့ဘာနဲ့ထိရမှာမေတ္တာနဲ့ထိတဲ့ဘာနဲ့ထိရမှာဒါကြောင့်မလို့မေတ္တာတဲ့မင်္ဂလာသွားမေတ္တာဆိုတဲ့တရားဒေသနာလေးကိုအတူအကျုံအားဖြင့်ဦးဇင်းရဲ့တရားဓမ္မပေါင်းသူတော်ကောင်းတို့တွေတို့တွေစောင့်သိရတဲ့သီလတွေကိုမေတ္တာတွေပွားပြီးတော့ထင်းရမယ်ဓမ္မသာလေသူတော်ဘာအပေါ်မှာမေတ္တာထားတဲ့ပုဂ္ဂိုလ်ကသူများအသက်မတတ်ဘူးသူများဥစ္စာမခိုးဘူးသူများသားမယားမပြစ်မှာမစောကားဘူးစသည်အပြင်အားလုံးသဘောပေါက်ပြီးတော့မိမိတို့ရဲ့ဘဝမှာကောင်းမွန်တဲ့ဘေးကင်းတဲ့အရာတွေကိုလိုချင်တယ်မိမိတို့ရဲ့ဘဝမှာစိတ်ချမ်းသာမှုတွေလိုချင်တယ်ဆိုရင်ယနေ့ယခုစောင့်ကြရတဲ့သီလတွေတင်းကြံတဲ့တပည့်လုံးစောင့်တည်ခဲ့တဲ့ကောင်းမှုကုသိုလ်တွေကိုအာယုံပြုပြီးတော့ဒီထက်မကစောင့်တည်နိုင်တဲ့ပုဂ္ဂိုလ်ဒီထက်မကဖြူစင်တဲ့သီလတွေရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ကြကုန်ရသတည်း